ဗုဒ္ဓမေတရဏံအညံတတိဗုဒ္ဓံတရဏံကိစ္ဆာပိဗုဒ္ဓံပူဇေမိမြတ်စွာဘုရားရှင်တို့ဤတကုတည်သောအနုဘော်တော်တို့ကြောင့်မြန်မာနိုင်ငံသူနိုင်ငံသားများနှင့်တကွာကမ္ဘာသူကမ္ဘာသားအလုံးတို့သည်ဘေးစုကဆုယောဂဆုအန္တရာယ်ဆုပြာမကိဝေလွတ်မြောက်နိုင်ကြပါစေကုန်သတည်းဓမ္မောမေတရဏံအညံတတိဓမ္မံတရဏံကိစ္ဆာမိဓမ္မံပူဇေမိမြတ်စွာဘုရားရှင်တို့ဟောကြားတော်မူအပ်သောတရားဒေသနာတော်မြတ်တို့၏တကုတည်သောအနုဘော်တော်တို့ကြောင့်မြန်မာနိုင်ငံသူနိုင်ငံသားများနှင့်တကွာကမ္ဘာသူကမ္ဘာသားအလုံးတို့သည်ဘေးစုကဆုယောဂဆုအန္တရာယ်ဆုများမှကင်းဝေးလွတ်မြောက်နိုင်ကြပါစေကုန်သတည်းသံဃောမေတရဏံအညံနတ္တိသံဃံတရဏံကိစ္ဆာမိသံဃံပူဇေမိမြတ်စွာဘုရားရှင်တို့၏တပိသအရိယသံဃာတော်ရှင်သူမြတ်တို့၏တကုတည်သောအနုဘော်တော်တို့ကြောင့်မြန်မာနိုင်ငံသူနိုင်ငံသားများနှင့်တကွာကမ္ဘာသူကမ္ဘာသားအလုံးတို့သည်ဘေးစုကဆုယောဂဆုအန္တရာယ်ဆုများမှကင်းဝေးလွတ်မြောက်နိုင်ကြပါစေကုန်သတည်း